哦，大米，你用。ဒီမှာရောယူသွားအောင်မေ့မယ် တောက်ပြီမေ အေးပါပြေးသွားနော်တန်းငယ်မင်းမောက်လည်းဂယူဆိုင်သွားအောင်နော် ဆိုင်မေ အေးဂယူဆိုင်ပြီးသွားကြနော် နွယ်ဒီနေ့မင်းသားနဲ့မင်းသမီးအလောက်ကပြန်လာနောက်ကျလာပြီလား အော်ရှင်ရလဲလေကလေးတွေကပြန်လာမှာပေါ့ကလေးတွေအလုပ်ပြန်လာအောင်ရှေ့မှာစောင့်နေရလဲအလုပ်တစ်ခုလိုပဲနော်အော်ဒါနဲ့လေရှင့်ကိုပြောနေရတယ်ကျွန်မမေ့နေတော့တိလာဒီမှာဟင်းဟုတ်တယ်ထားတာမီးတူကြီးလားမသိဘူးသွားကြည့်လိုက်အောင်မယ် မေသမီးတို့ပြန်ရပြီ ဩတားတဲ့သမီးပြန်လာပြီလား အဖေအမေလည်းမတွေ့ပါလားအမေပြင်သွားတာလားယင် မေရှိရဲ့တာရဲ့ မေရရှိတယ်ဟာဒါနဲ့ငါသမီးထမင်းစားဖို့အမေကချက်နေတာ မေဘိုက်စာနေနော် အေးလာတော့မယ်လား လုံးမလား မောင်လေးလား မေတားကိုလေနားကြီးတစ်လုံးလောက်ဝယ်ပေးပါလားတားတက်ကစကံလာဖြစ်နေပြီတော့နားကြီးတစ်လုံးလောက်လိုချင်တော့ပါအမေရဲ့နော် အော်တားကလေတားမှလည်းဖုန်းရှိရပဲဖုန်းကနေနိုင်ကြည့်လို့ရနေရပဲငါသားရဲ့ဖုန်းနဲ့ပဲကြည့်လိုက်ပါ အမေကလေဖုန်းကနားကြီးကြည့်လို့ရတာတော့ဟုတ်တယ်လေတားတငယ်ချင်းနေဆိုနားကြီးအကောင်းစားရင်နဲ့သူမှခန့်ခန့်ညာညာတားမှဆိုနားကြီးမရှိဘူးလေအမေတားလေခန့်ခန့်ညာညာနားကြီးပတ်ချင်တာပေါ့အမေရဲ့ အော်အဲ့လောက်နိုင်လို့ချင်းနေလေတားမို့မို့တွေကစုပြီးွယ်လေ ဟောအမေကလေအဖေကတားတော့မမိုးပေးလို့ရှိရင်တိုင်းပြီးပေးရဘယ်လိုလုပ်ဝယ်လို့ရမှာလဲ အော်ဒီကလေးနဲ့လေ နော်မင်းနော် ကိုမေရှင်းရလေတနေကုန်ပျောက်ချက်သားကောင်းနေဘယ်သွားနေရလဲ ဩဘယ်မှမတော်ပါဘူးနွယ်ကငါ့ကိုရင်ခဏသွားတာပါ အော်ဒါနဲ့ဒါဘာကြီးတော့ကိုမေရဲ့ ဩဒါနဲ့ငါတူလေးကနာရီရဲ့တက်တလုံးဝယ်လာတာနာရီအဟောင်းလေးပိုးလာတာနဲ့သူကငါ့ကိုလက်ဆောင်ပေးလိုက်တာ အော်ဟုတ်လား ဩဒါနဲ့ဟိုတနေ့ကနင့်သားကနာရီလိုချင်တယ်လို့အတန်ကြားရဲ့အဲ့နဲ့မင်းသားကိုပေးလိုက်လေအဲ့နာရီလေး အော်အေးပေးတားလေးကိုပေးလိုက်မယ် ရေမင်းသားကိုပေးလိုက် တားငယ် က ဒီမှာအတားနိုင်လို့ချင်းနေဆိုဒီမှာလေ ကွာလာပဲနားကြီးလိုချင်နေရတဲ့တော်ပဲ ကြိုက်လား ကြိုက်တာမဟုတ်မင်းရဲ့ အမေကနိုင်တယ်သမီးဖုန်းလေးကြောင်းနေမေမရတော့သမီးလည်းဖုန်းသွင်းဝယ်ပေးဟာပြီမှာမေဝယ်ပေး အော်အေးပါသမီးရဲ့အမေဝယ်ပြီးမှာပေါ့ ကြောင်း ပြောင်းလဲတွင်နေဖြတ်ခါလေးကြောတက်ကလော ။ဟောနွယ်ခုနကမင်းသမီးကဖုန်းလို့ကျင်တယ်လို့ငါတန်ကြားတယ်။အဲ့ဒါကိုတို့စုထားတဲ့ပတ်စံလေးတွေကဝယ်ပေးလိုက်လေ ဒါနဲ့ကိုအဲ့ဒါလေຫນွေတို့ဖျားသွားလို့ရှိရင်အလူဖို့အတွက်ပတ်စံစုထားရလေကိုရဲ့ရွာမှာလဲလူရတော့မှာရွာဖျားဖို့ရလဲရောက်တော့မှာ哦 ။ဩရပါတယ်နွယ်ရဲ့ပတ်စံဆိုတာပြန်လျှောက်လို့ရပါတယ်။အခုသမီးလို့ကျင်တဲ့ဖုန်းလေးကနွယ်ဝယ်ပေးလိုက်ပါနော် အော်အမအဲ့ဆိုလဲຫນွေဝယ်ပေးလိုက်မယ်လေကိုလာအခုဒါနဲ့လေຫນွေပြောရအောင်မယ်အခုခုတည်းတော့နေမြန်းမကောင်းလို့လားညနေလည်းမကောင်းလို့လေကိုရဲ့ ။နေရာကောင်းပါရဲ့နွယ်ရဲ့ဒါနဲ့လေမင်းသားနဲ့မင်းသမီးနွယ်ကို view site တဲ့ကျင်နာပေးရလို့မျိုးလေကို့ဘာမှာအဲ့လိုမျိုးဆက်ဆိုင်တိတ်ကောင်းပါပဲနွယ်ရဲ့ အော်ကိုရဲ့အဲ့လိုမတွေးပါနဲ့တားနဲ့သမီးကလည်းအခုမျက်စိအောက်မှာရှိနေရပါကိုရဲ့ကလေးတွေနှစ်ယောက်လုံးကလည်းကိုကိုချစ်ပါတယ်ကိုအဲ့လိုတွေးနေနေနော် အေးပါ မေ ဟေး ခုလောပိုင်းလေအဖေကညနေလည်းမကောင်းနေလည်းမကောင်းလားမေက အော်နေကောင်းပါတယ်ငါသမီးရဲ့ ဘာဖြစ်တာလဲမေ မင်းတို့အဖေရလားအော်တားနဲ့သမီးကလေအမေကိုနွေ့နွေ့ထွေးထွေးဆက်ဆံတယ်လို့လေတားတို့အဖေကိုလည်းအဲ့လိုလေးဆက်ဆံပေးလိုက်ပါတားတို့အဖေကကြတော့အမေကိုနွေ့နွေ့ထွေးထွေးဆက်ဆံပြီးအဖေကိုမဆက်ဆံတော့မမင်းတို့အဖေကစိတ်မကောင်းဖြစ်နေရှာတာ ဒီလိုရတယ်ဖေကြီးကသမီးတို့ချစ်တဲ့ပုံတော့မဟုတ်ပါဘူး မင်းတို့အဖေကလေထုံးမပြတ်တတ်တာပဲရှိရအမေထက်တောင်မင်းတို့ကိုပိုချစ်သေးတယ်မင်းတို့လိုချင်တာဆိုအမြဲတမ်းဖြည့်ဆည်းပေးနေတာမင်းတို့ရတာမသိရ ဒါပေမဲ့မေကဖေကအဲ့ဒီအစနဲ့အမေလိုမျိုးရင်းနှီးလည်းမနေတော့သမီးတို့မချစ်ဘူးလို့ထင်တာပေါ့ အော်သမီးကလည်းအဲ့ဟာမို့အမေပြောရလေအဖေကိုနွေ့နွေ့ထွေးထွေးဆက်ဆံပေးလိုက်အမေပြောပြမယ်သိလားမင်းတို့ငငယ်တုန်းကဆိုရင်လေမင်းတို့အဖေကပစိုးပေါင်ထိတူအောင်ဝစ်ပြီးမှကိုအိတ်တာ ဘာဖြစ်လို့တော့မေရဲ့ အော်ဘာဖြစ်ရမှာလဲငါသမီးရဲ့မင်းတို့ချင်းကြိုက်မှာဆိုလို့လေမင်းတို့ကိုကြိုက်မဲ့ချင်းတောင်မဲ့သူ့ကိုကြိုက်ပါသေးမင်းတို့သွေးလွန်တုပ်ခွေဖြစ်မှာဆိုလို့သူ့ကိုကြိုက်ပါစေဆိုပြီးမှသူ့မှာအဲ့လိုအိတ်ရှာတာ ဘာမေရဲ့သမီးတို့လည်းနောက်ခါကျအမေကိုဆက်ဆံလို့မျိုးဖေကိုနည်းနည်းထွေးထွေးဆက်ဆံလာ အေးပါငါသမီးရဲ့ မေဒါနဲ့လေမောင်လေးနဲ့လေသမီးအပြင်းလေးသွားဆိုင်ရှိလို့သွားအောင်မယ်နော် အေးတော်တော်စောစောပြန်ခဲ့နော် ဟုတ်မောင်လေးသွားမလား ပြောင်းလဲတွင်နေဖြတ်ခါလေး ဒီနေ့အဖေများနေရဆိုတာငါသားနဲ့ငါသမီးကမသိတော့ပါဘူး။ဩနွယ်ဒါနဲ့မင်းသားနဲ့မင်းသမီးရောမတွေ့ပါလား အော်ကိုရဲ့စောစောအမလေးမောင်နှမနှစ်ယောက်လုံးအပြင်သွားမယ်ဆိုပြီးထွက်သွားတာပြန်လာတော့မှာပါကိုရဲ့အော်ကိုဒီမှာပြောရေးဆိုရင်ရောက်လာပြီမောင်နှမနှစ်ယောက်လုံး ဖေမြန်းနေမှာအမြဲပြောရှင်ပါသေးဖေဒါဖေတော့နိုင်ရနေပြီးတော့သမီးတို့မောင်နှမနဲ့ကိုစုပ်ပြီးဝယ်ထားရလက်စွပ်လေးပါ ကြည့်ပါဦးကိုရဲ့လက်စုပ်လေးကလှလိုက်တာ
အဲ့မို့ကိုຫນွေပြောပါတယ်တားတဲ့သမီးကကိုကိုချစ်ပါတယ်လို့ အဖေပေါ်မှာသမီးတို့မောင်နှမနေအောင်ကာယကဝစီကမနောကနဲ့ပြင်ပါပြီဒီနေ့ကနေမတောင်းမှပါတယ်အဖေရဲ့အဖေပေါ်နှွေးထွေးမဆက်ဆံမိရတဲ့သမီးတို့တကယ်ပဲစိတ်ကောင်းဖြစ်ရပါတယ်သမီးတို့မောင်နှမနေအောင်ဒီနောက်ကစားအဖေကိုကောင်းကောင်းမွန်မွန်နဲ့စိတ်ရမ်းအောင်ထားနိုင်ဖို့အကျိုးစားမှတ်မယ်ဖေသမီးတို့အမတို့ခွင့်လို့ပေးပါဖေ လူတိုင်းစိတ်ဝင်နိုင်ရမည်လိုက်လီ